ကဲဒီနေ့ကတော့တနင်္ဂနွေပေါ့နော်ကျွန်တော်ဒီတနင်္ဂနွေနေ့တိုင်းဆိုလို့ရှိရင်ကျွန်တော်ကအလုပ်ပိတ်ရlạiဖြစ်တယ်ပြီးတော့ကကောင်းစားပြီးသွားတဲ့ဒီ weekend day ပေါ့နော်အဲ့လိုနေ့တွေမှာကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်စာအုပ်ဖတ်ဖြစ်တယ်ကျွန်တော်လက်ရှိမှာGCSE English language ကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကျွန်တော်စာတွေအများကြီးလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအချင်းရတွေကတော့ကျွန်တော်ပုံမှန်အားဖြင့်ဒီလိုမျိုးစနေတနင်္ဂနွေမှာပဲလုပ်ဖြစ်တာများတယ်ပေါ့နော်ဆိုတော့ကဲဒါကတော့ကျွန်တော်နေတဲ့နေရာရဲ့ဒီ lounge area ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် boost တွေပေးထားတာပေါ့ကျွန်တော်တို့ဒီ private လုပ်ဖို့အလုပ်တွေရှိတယ်ဒီ meeting တို့ company စည်းဝေးတို့ဘာလို့စသဖြင့်ပေါ့နော်အဲ့လိုလုပ်မှဆိုရင်ဒီမှာလာလုပ်လို့ရတယ်ပြီးတော့ပို့ပြီးတော့ဒီထက်ကြီးတဲ့အခန်းလုပ်ချင်တဲ့တို့ရှိရင်တော့ကျွန်တော်တို့ဒီအဆောက်အဦရဲ့အခန်းအမြင့်ဆုံးတက်ပြီးတော့ဒီ working space တွေကို booking လုပ်ရတယ်ပေါ့နော်ဆိုတော့ဒီနေရာတွေကတော့ booking လုပ်ဖို့မလုပ်ဘူးဒါပေမဲ့တခြားဒီအပေါ်ဆုံးထက်ကပို့ပြီးတော့များတဲ့နေရာမှာတော့ကျွန်တော်တို့ booking လုပ်ဖို့လုပ်တာပေါ့နော်ဆိုတော့ကဲကျွန်တော်ဆိုလို့ရှိရင်ပုံမှန်အဖြစ်ဒီလိုခန်းထဲမှာဘာလုပ်လဲဆိုတော့ချင်းလာဆိုတာများတယ်ပေါ့နော်ဆိုတော့ကို oral တန်ဘူးမှမကြောက်ဆိုပြီးဆိုတော့ဟုတ်ပြီအဲ့လိုချင်းကျွန်တော်လက်ရှိမှာဒီ Sunday ရဲ့အစမှာကျွန်တော်ဘာလုပ်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော် coffee တစ်ခွက်တော့ဒီကနေကျွန်တော်လုပ်ဖြစ်တာပေါ့နော်ဒီမှာကျွန်တော်တို့ coffee machine ထားပြီးတယ်အကုန်လုံးကတော့ free ပဲပြီးတော့ကဲဒါတော့ကျွန်တော်အနှစ်သက်ဆုံးဒီ Mizani flow လို့ခေါ်တာပေါ့နော် Mizani flow ရဲ့ဒီလုံးဝသူမှမရှိဘဲနဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာထားလေးတစ်ခုပေါ့နော်လက်ရှိမှာဘူးမှမရှိသေးဘူးမနေ့အစောကြီးလည်းဖြစ်တာပေါ့နော်ဆိုတော့မနေ့ပိုင်း9:53 8am ဆိုတော့ဒီနေ့ကတနင်္ဂနွေလည်းဖြစ်တဲ့ခါကျတော့အများစုကတော့ charge တွိုင်းလည်းသွားမယ်သူတို့ခရီးထွက်စရာရှိနေထွက်မှာပေါ့နော်ဆိုတော့โอเคဒါတော့ကျွန်တော်တို့ဒီ Mizani flow ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော်ဆိုတော့ဟုတ်ကဲ့ကျွန်တော်နေတဲ့ zoom ဆွဲပြမှာခင်ဗျဆိုတော့number 1ကဲဒါကတော့လက်ရှိမြင်နေရတဲ့မြင်ကွင်းပေါ့နော်ဆိုတော့ဒီနေရာမှာတော့ပေါ့နော်တနေ့အချိန်ကုန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကုန်လို့ကုန်သွားမှမသိဘူးပေါ့နော်ဒီတရက်မှာ24နာရီမလောက်တော့လို့မျိုးခံစားရတယ်ပေါ့နော်ဆိုတော့ကိုယ့်အနေကိုဒါကတော့ကျွန်တော်အစာအမြဲလုပ်နေကြဘူးဝင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဟာကနည်းနည်းလေးဒီပြင်ပနေနည်းနည်းကြီးစက်တာဖြစ်လို့ကျွန်တော်နည်းနည်းလေးအတွင်းကျရနေရဖြစ်တဲ့ဒီဘူးတူကိုပဲကျွန်တော်နေဖြစ်တာပါဒါကျွန်တော်စာလုပ်နေတဲ့စာအုပ်တွေပြီးတော့ကျွန်တော်အပြင်မှာထိုင်ရှင်နေဆိုလို့ရှိရင်တော့ဒီလိုမျိုးနေရာတွေကျွန်တော်ရွေးဖြစ်တယ်ပြီးတော့လေကောင်းလေးတန်းရှူရှင်နေဆိုလို့ရှိရင်တော့ဒီမျိုးနေရာနဲ့ပို့ပြီးတော့နီးဆက်လေးဒီမျိုးတောက်တွေမှာကျွန်တော်ထိုင်ဖြစ်တာပေါ့နော်ဒီခုံမှာကျွန်တော်ထိုင်ဖြစ်တာပေါ့နော်ဆိုတော့ဒီမှာလည်းရှိတာပေါ့နော်ခါကြလို့ရှိရင်အိမ်ခိုက်လို့လားအိမ်မယ်ဆိုလို့ရှိရင်တော့ဒီ boot 3ကတော့အကောင်းဆုံးပဲဆိုတော့သူကအမောင်အကြဆုံးနေရပေါ့နော်အထဲမှာဆိုလို့ရှိရင်မှောင်တူးလာပဲတွေ့တဲ့အတိုင်းပဲဆိုတော့ဒီမှာကျွန်တော်တို့ဒီ sensor နဲ့ကျွန်တော်မြင်သွားပြီအဲ့မှာမြည်တော့ပိတ်လို့ရတယ်ပေါ့နော် whiteboard တွေပါထားပြီးတယ်ဒီမှာကျွန်တော်တို့ဒီသင်္ချာပဲဖြစ်ဒီ formula တွေ physics ရဲ့ formula တွေရှင်းပြမှာဆိုလို့ရှိရင်ကောင်းတယ်ပြီးတော့ဒီ grammar တွေပါတယ်အကြောင်းပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံပန်လေးတစ်ချောင်းလည်းလာလို့ရတာပေါ့နော်ဒီမှာ whiteboard မှာ marker လေးနဲ့ရေးပြီးတော့လာလို့ရတာပေါ့နော်ဆိုတော့ကဲကျွန်တော်လိုက်တယ်ပြပြီးတော့ဒီ Mizani flow မှာစုံပြီးလို့တော့ကျွန်တော်ထင်တာပေါ့နော်ကဲကျွန်တော်နောက်ထပ်တစ်ခါထပ်သွားပြမယ်ဒီလိုနေရာရှိတယ်ပြီးတော့ဒီမျိုးရိုးရှင်းပြီးတော့လှတဲ့ပကြီးကားလေးတွေရှိတယ်ဒီမှာကျွန်တော်တို့အောက်စုလိုက်ဝိုင်းခွဲပြီးတော့စကားပြောလို့ရတဲ့နေရာတွေရှိတယ်ဒီမှာ boost လေးတွေရှိတယ်တယောက် boost ပေါ့နော်ဒါကတော့ meeting book ပေါ့ဆိုတော့ဒီနေရာရှိတယ်ဒါကတော့ဒီစာအုပ်တွေထားတဲ့ shelf ဒီမှာစာအုပ်တွေအများစုကဒီစာအုပ်တွေကတော့ဒီမှာနေတဲ့ tennis တွေကပဲထားလာပြီးတာပေါ့နော်ဆိုတော့ဒီ calling dictionary ဆိုလို့ရှိရင်ဒါကျွန်တော်စာအုပ်ပေါ့ကျွန်တော်ကဒီမှာလာထားရတာပေါ့နော်ဆိုတော့ကဲဒါကျွန်တော်ရဲ့ဒီတနင်္ဂနွေနေ့ကိုကျွန်တော်စတဲ့ပုံစံပေါ့နော်ဆိုတော့ဒီမှာ coffee တောက်မယ်ဆိုလို့ရှိရင် coffee machine ရှိတယ်ရေဒါ water ပြီးတော့ဒီမှာဒီမျိုး coffee 6မျိုးရမှာပေါ့နော် coffee 6မျိုးနဲ့ဒီရေအပူနဲ့ဒီမှာလက်ဖက်ရည်6မျိုးရှိတာပေါ့နော်
3 4 5 6ခုပေါ့ဆိုတော့လက်ဖက်ရည်မှာဒီမှာ R grade ရှိမယ်တိုင်းရ UT တခုရှိမယ်ပြီးတော့နောက်မှာဆိုလို့ရှိရင်organic lemon ginger ပြီးတော့နောက်မှာဆိုလို့ရှိရင် organic chamomile ဒီနောက်မှာလည်းပါဆက်ရှိနေဆိုတော့peppermint ထင်တယ်ဒီမှာ organic pure green tea နဲ့နောက်ဆုံးမှာတော့ peppermint ပေါ့နော်ဆိုတော့ဒီလူတောက်အများဆုံးတစ်ဖက်ရည်တွေကတော့ tea တွေကတော့အရှိဆုံးရောက်မှာဆိုတော့ဒီမှာကတော့ syrup 1 2 3 4 5 6 0မှာ6ခု gingerbread caramel ဒါကျွန်တော်ရဲ့ favorite ပေါ့နော် caramel ဆိုတော့ကျွန်တော် coffee တောက်မှာဆိုတော့ caramel နဲ့ရောဖြစ်တယ်ဒီတိုင်း latte လို့ဆိုလို့ရှိရင်ကျွန်တော် caramel နဲ့ရောဖြစ်တယ်chocolate တွေပါဆိုလို့ရှိရင်ကျွန်တော် vanilla နဲ့ရောဖြစ်တာကျွန်တော် favorite နှစ်ခုပေါ့နော်ဆိုတော့ဒီမှာ hazelnut ရှိမယ် honeycomb ရှိမယ်ဒါ salted caramel ပေါ့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီ salted caramel ကိုကြိုက်တော့ကြိုက်နေမယ်နည်းနည်းလေးဒီမှာစားငင်သလားတော့အဲ့တော့ကျွန်တော်တိတ်တော့မတောက်ဖြစ်ဘူးအဲ့တော့ coffee တောက်တဲ့နေရာပေါ့နော်ဆိုတော့ဟုတ်ကဲ့ဒီမှာပါခင်ဗျဒါတော့ပြီးတော့ဒီမှာမုတ်စားလို့ရတယ်ပေါ့နော်မုတ်ကတော့ free တော့မရဘူးစံပေးဖို့ပဲရတယ်ပေါ့နော်ဈေးကတော့ကျွန်တော်ပြပေးမယ်ဈေးဘယ်လောက်တော်လဲဆိုလို့ရှိရင်ဒီမှာ chocolate bar တစ်ချောင်းကိုဒီ chocolate bar ဒီဟာတစ်ချောင်းကိုဒီမှာတစ်ပေါင်ပဲပေးရတယ်ဆိုတော့ဒီ UK currency နဲ့ဆိုလို့ရှိရင်တော့ဈေးတော်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာရှိသမျှမုတ်တွေအကုန်လုံးကတစ်ပေါင်တွေစီပဲအကုန်လုံးကတော့ဒီမှာဒီအေးတွေကကြတော့ဒီ Coca-Cola တွေကကြတော့ဒီမှာကျွန်တော်တို့ကအကြိုက်ဆုံးကဒီ Cano Natural Spring Water ပေါ့နော်ဒါလည်းတစ်ပေါင်ပဲဗျာဆိုတော့ဘာပဲစားတစ်ပေါင်ပေါ့နော်ဆိုတော့နှစ်ခုစား2ပေါင်ကုန်ပါပေါ့နော်ဒီတဲမှာရှိတာပေါ့ဆိုတော့ဒီဟာတော့ကျွန်တော် favorite ပေါ့နော်ဒါတော့ကျွန်တော်တောက်မယ်ဆိုလို့ရှိရင်တော့တစ်ပေါင်ပေးရတယ်ပေါ့နော်ဆိုတော့ကဲဒါတော့ milk ဒီဟာကတော့လက်ဖက်ရည်နဲ့coffee နဲ့ဒီလိုမျိုးနို့တွေကတော့ဒီမှာအလက်ကားရတယ်ဆိုတော့ဒါကတော့အလက်ကား free ဆိုတော့အကယ်၍ဒီမှာနို့ကုန်သွားရဆိုလို့ရှိရင်ဒီကဒီမှာနို့ရင်းအများကြီးရှိတယ်ဒီမှာကြည့်အောင်ဆိုလို့ရှိရင်တပူ2ဘူး3ဘူး4ဘူး5ဘူး6ဘူးဒီမှာဒါစင်လိုက်ရှိတယ်ဒီမှာကုန်ဒီမှာထက်ရှိသေးတယ်ပြီးတော့ဒီမှာထက်ရသေးတယ်ပေါ့နော်ဆိုတော့ဒီဘက်ချင်မှာလည်းထက်ရှိသေးတာပေါ့နော်ဆိုကဲဒါဆိုလို့ရှိရင်ကျွန်တော်ပြပေးတဲ့ဒီနေရာကတော့လုံလောက်ပြီလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်စာလုပ်တဲ့နေရာကိုတွားကြရအောင်စာလုပ်တဲ့နေရာမှာကျွန်တော်ဒီနေ့အတွက်စာဖို့လုပ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်တယ်ကဲကျွန်တော်စာလုပ်မဲ့အခန်းကိုတွားမယ်နော်ဒီမှာကျတော့တချို့ကျောင်းသားတွေကြတော့သူတို့ကလည်းသူတို့ဒီမှာကွန်ပျူတာကတော့ဒါ free ပေါ့နော်ကြိုက်တဲ့ကွန်ပျူတာသုံးလို့ရတယ်ဆိုဒီဘက်ချင်မှာဆိုလို့ရှိရင်လည်းဒီမှာ TV လာကြည့်လို့ရတယ်ဗျာ TV ဆိုလို့ရှိရင်အကြီးပဲဆိုတော့တော်တော်လေးကြီးရယ်ဆိုတော့ဒီမှာကွန်ပျူတာ၄လုံးဒီမှာ3လုံးဆိုတော့ဟိုဘက်ချင်မှာလည်းဆိုလို့ရှိရင်အများကြီးပဲဆိုတော့ဒီမှာလာလောက်ကြရလို့လည်းဒီစာရေးပါလာလောက်ကြရလို့လည်းရှိတယ်ကုမ္ပဏီလုပ်တွေပါလောက်ကြရလို့လည်းရှိတယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့ဒီ public computer ဆိုတာလည်းကိုယ့်ရဲ့ second နဲ့ကိုယ်ပဲနေတာများတာပေါ့နော်ဆိုတော့ကဲကျွန်တော်ရဲ့ဒီမှာစာလုပ်တဲ့အခန်းပေါ့နော်ရှင်းရတော့လည်းတော့စပွဲကတော့ရှုပ်ပွားနေတယ်ဆိုတော့ကျွန်တော်ဒီကိုရောက်ပြီဆိုလို့ရှိရင်အချိန်နဲ့ခဏတာအဆက်တွေပြတ်သွားတဲ့လူတစ်ယောက်ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်လုံးစာလုံးမဲ့စာအုပ်တွေပါလာတယ်ကျွန်တော် tablet လေးပါလာတယ်ဆိုတော့ကဲဒီမှာကျွန်တော်ကုတ်လေးရကျွန်တော်ဒီဘက်ချန်ပြစ်ချလာတယ်ဆိုတော့ကျွန်တော်ရဲ့ဒီတနေ့တာတန်ဖိုးရှိဆုံးအချိန်တွေကိုစတင်တဲ့နေရာအခိုင်အတန့်လေးပေါ့နော်ဆိုတော့အားလုံးနောက်ထပ်ဆက်သွားကြရအောင်